မြချက်မရှိဘဲနဲ့ဖုန်းကိုပါဝါပေးလို့မရအောင်လုပ်လို့ရတဲ့နည်းလမ်းလေးတွေရှိရဲဆိုတာကိုသိပြီးသားပြီလားမသိသေးဘူးဆိုရင်တော့ညီမကပဲဒီဗီဒီယိုလေးထဲမှာအသေးစိတ်ထည့်ရှင်းပြပေးမယ်နော်ပထမဆုံးချက်အနေနဲ့မိတ်ဆွေတို့ကကိုယ့်ရဲ့ဖုန်းမှာအရင်ဆုံး lock လေးခတ်ပေးထားရမယ်ပေါ့နော်ဒါဆိုရင်ညီမတို့ပထမချက်ဖြစ်တဲ့ lock ခတ်တာလေးကိုအရင်လုပ်လိုက်မယ် setting နဲ့တစ်ချက်သွားမယ်ပြီးရင်တော့ညီမတို့တစ်ချက်လေးဆွဲတင်ပြီးရင် security and privacy ဆိုတာကိုတွေ့လိမ့်မယ်အဲ့ဒီထဲမှာကိုယ့်ရဲ့ဖုန်းကိုအရင်ဆုံး lock လေးခတ်လိုက်မယ်ဒီနေရာမှာကိုကြိုက်တဲ့အရာကိုထားလို့ရတယ်ကိုကြိုက်တဲ့ password ကိုကြိုက်တဲ့ pattern ကိုကြိုက်တဲ့ number ကိုကြိုက်တယ်လို့သတ်မှတ်ပြီးထားလို့ရတယ်ပေါ့နော်ညီမကတော့အလွယ်လေးပဲလုပ်ပြလိုက်မယ်ဒါဆိုရင်တော့ညီမတို့ကကိုကြိုက်တဲ့ password လေးကိုခံပြီးသွားပြီကဲဒီကကြရင်တော့ညီမကဒုတိယအချက်ဖြစ်တဲ့အဓိက main ချက်လေးကိုထပ်ပြီးတော့ရှင်းပြပေးမယ်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုရင်တော့ညီမတို့ setting လေးတွေကိုပဲတစ်ချက်ပြန်သွားရမယ်ပြီးရင်ညီမတို့အပေါ်လေးကိုထပ်ပြီးတော့ဆွဲတင်မယ်ဆိုရင်တော့ခုနကဝင်ခဲ့တဲ့ security and privacy ဆိုတဲ့စာတန်းလေးကိုထပ်ပြီးတွေ့ရလိမ့်မယ်ညီမတို့ကဒါလေးကိုထပ်ပြီးတော့ကြော်သွားမယ်ဆိုလို့ရှိရင်သူကဒီအောက်ထဲမှာ more security and privacy ဆိုတဲ့စာတန်းလေးကိုမျက်စိကိုတွေ့လိမ့်မယ်ဒါလေးကိုတစ်ချက်နှိုက်ပေးရနဲ့ညီမတို့ကဒီမှာအောက်မှာဆိုရင် require password to power off ဆိုတဲ့စာတန်းလေးကိုတွေ့လိမ့်မယ်ဒါလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်တော့ညီမအခုပြောခဲ့တဲ့ function ရဲ့အဓိကအကျဆုံးအချက်ဖြစ်တဲ့ require password to power off ဆိုတဲ့ function လေးကို online ရုံပဲဒါလေးကို online ပြီဆိုတာနဲ့ကိုယ့်ရဲ့ဖုန်းကိုတခြားတစ်ယောက်ကကိုယ့်ရဲ့ခွင့်ပြုချက်မရမယ်ကိုယ့်ရဲ့ password ကိုမသိဘဲနဲ့လုံးဝ power ပေးလို့မရတော့ဘူးဆိုတဲ့ function မျိုးကိုသုံးလို့ရပြီဘယ်လိုမျိုးလဲဆိုတော့ညီမတစ်ချက်ဆန်းပြပေးမယ်ဒါဆိုရင်တော့တခြားတစ်ယောက်ကကိုယ့်ရဲ့ password မသိပဲကိုယ့်ရဲ့ခွင့်ပြုချက်မသိဘဲနဲ့ကိုယ့်ရဲ့ဖုန်းကိုလုံးဝ power ပေးလို့မရတော့ဘူးနော်ကဲမိတ်ဆွေတို့အနေနဲ့လည်းလိုက်လို့ကြည့်လို့အဆင်ပြေမယ်လို့ညီမမျှော်လင့်ပါတယ်ညီမအနေနဲ့ဖုန်းနဲ့ပတ်သက်တဲ့ knowledge sharing video လေးတွေကိုစဉ်ဆက်မပြတ်တင်ပေးသွားအောင်မှာမို့လို့ညီမတို့ရဲ့ HP Mobile Facebook page နဲ့ YouTube channel တို့မှာလည်းဆက်လက်စောင့်ကြည့်ပေးဖို့ကိုဖိတ်ခေါ်ပါတယ်ကဲနောက်ထပ် video လေးမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye bye